ရွှေစရာရှင်လောင်းလဲလို့လားဒုဗဝိုင်းနဲ့မြိုင်ဆိုင်ဆုံးသွားဦးရွှေရုံးနဲ့တော်မိုးလဲပါတဲ့ဗျာလူတကာကြီးကသိထုံးသွားလူမာကြီးကတော်စီစာစေတနာဖြူသွားလူကြီးပေးလို့အလူကြီးပေးလို့ရှင်လောင်းလဲလို့လားမောင်နိုင်နိုင်ဦးနဲ့မောင်သူရထုံးကိုမြတ်တော်တင်ငန်းစင်မြတ်နေအတူတော်မှာကြည်နူးဆုံးတရားလုံးပြုံးပြောကြဒီချိန်ခါသမီးလာရတနာမဆောင်နေပြုသူတော်ဝဲကြီးပါစီကားလာတဲ့တော်မှာသမီးချောင်းစီမောင်းတီးတဲ့ဒီလူပွဲမှာရုပ်လက်မြန်မရွေကျွေးမွေတဲ့ဒီလိုချိန်ခါနိဗ္ဗာန်ကိုရည်သူကြည်နူးရတဲ့သူတော်ပါလူတကာကြီးရဲ့စေတနာလူမကြီးရဲ့စေတနာမြတ်သုံးပါးနဲ့သူကြီးပေးလို့ပြောသံချိန်ညာရွှေစရာရှင်လောင်းလဲလို့လားဒုဗဝိုင်းနဲ့မြိုင်ဆိုင်ဆုံးသွားဦးရွှေရုံးနဲ့တော်မိုးလဲပါတဲ့ဗျာလူတကာကြီးကသိထုံးသွားလူမာကြီးကတော်စီစာစေတနာဖြူသွားလူကြီးပေးလို့အလူကြီးပေးလို့ရှင်လောင်းလဲလို့လားမောင်နိုင်နိုင်ဦးနဲ့မောင်သူရထုံးကိုမြတ်တော်တင်ငန်းစင်မြတ်နေအတူတော်မှာကြည်နူးဆုံးတရားလုံးပြုံးပြောကြဒီချိန်ခါသမီးလာရတနာမဆောင်နေပြုသူတော်ဝဲကြီးပါစီကားလာတဲ့တော်မှာသမီးချောင်းစီမောင်းတီးတဲ့ဒီလူပွဲမှာရုပ်လက်မြန်မရွေကျွေးမွေတဲ့ဒီလိုချိန်ခါနိဗ္ဗာန်ကိုရည်သူကြည်နူးရတဲ့သူတော်ပါလူတကာကြီးရဲ့စေတနာလူမကြီးရဲ့စေတနာမြတ်သုံးပါးနဲ့သူကြီးပေးလို့ပြောသ